အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဗီဒီယိုလေးမှာဒီကျွန်တော်တို့ဒီ comment တွေကိုလေ့ကျင့်ရင်းနဲ့ဒီ exercise လေးတစ်ပုဒ်ကိုရေးဆွဲကြည့်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ exercise လေးကိုအရင်ရှင်းပေးလိုက်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ circle နှလုံးရှိမယ်အဲ့တော့2 1/16 circle တစ်လုံးเนาะရှိမယ်နောက်ထပ်ဒီဘက်အပြင်ဘက် circle ကကြတော့6 1/16 ပေါ့ဒါဆိုရင်ဒီဟာနဲ့ဒီဟာနဲ့ကအတူတူပဲပေါ့အဲ့တော့နောက်တစ်စုံဆွဲမယ်ပြီးရင် copy ကူးလည်းရတယ်သို့မဟုတ်ဒီ distance အကွာဝေးမှာပဲနှစ်ခါဆွဲလည်းရတယ်ပေါ့ဒါဆိုရင်သူ့ရဲ့ distance လေးတစ်ချက်တိုင်းလိုက်နော် 44 9/16 ပေါ့အဲ့တော့44 9/16 အကွာမှာcircle တစ်စုံကြီးဆွဲလို့လည်းရတယ်လို့ဒီဘက်တစ်စုံဆွဲပြီးဒီဘက်ကို copy ပွားလို့လည်းရတယ်ဟုတ်ပြီနောက်ထပ်ဘာရှိမလို့ဆိုရင်ကျွန်တော်တို့ကဒီမှာဒီမှာ15ဒီဂရီအဆောင်ရှိမယ်ပြီးလို့ရှိရင်ဒီဘက်90ဘာဒီကယ်ရှိတဲ့ထဲကနေမှဒီဘက်ကို30ဒီဂရီစောင်းမယ်အဲ့တော့ဒီမှာ15ဒီဂရီစောင်းလိုက်တဲ့နေရာကနေမှကျွန်တော်တို့ကဒီနားလေးမှာ circle တစ်စုံရှိမယ်အဲ့တော့ဒီကနေမှ90ဒီဂရီအဖြောင်းရှိတဲ့နေရာကနေမှ30ဒီဂရီစောင်းလိုက်တဲ့နေရာမှာ circle တစ်စုံရှိမယ်အဲ့တော့အဲ့ဒီ cycle တွေရဲ့ဟိုပေါ့နော် radius တွေကကြတော့ဒီမှာ mid point ထားပြီးတော့မှဒီမှာဒီ cycle အပြင်တစ်လုံးရှိမယ်ဒီအတွင်း cycle တစ်လုံးရှိမယ်ပေါ့အဲ့တော့အပြင် cycleက5 9/16 ရှိမယ်ဒီအတွင်း cycle လေးကကြတော့17/8 ရှိမယ်အဲ့တော့ဒီဘက်နဲ့အတူတူပဲပေါ့ဒီဘက်မှာလည်း17/8 အပြင် cycleက5 9/16 ပေါ့ဟုတ်ပြီနော်အဲ့ဒီစုံစီအဲ့တော့အဲ့ဒီစုံစီကိုဆွဲမဲ့ cycle လေးတွေရဲ့ center point က2ပေါ့အဲ့တော့သူဆိုတော့ကျွန်တော်တို့ဒီကနေမှ30ကနေမှစောင်းလိုက်တယ်ဒီမြင်းတစ်ချောင်းရှိမယ်အဲ့တော့သူကဒီ line ကကြတော့အဲ့တော့ဒီအကွေးလေးနဲ့ဒီ30ဒီဂရီအဆောင်နဲ့ဆုံတဲ့နေရာကဒီ cycle နှလုံးရဲ့ center point ပေါ့ဒါဆိုဒီဟာလေးကဘာလဲပေါ့နော်ဒီဟာလေးကိုဆွဲနိုင်မှုအတွက်ကကြတော့သူက28 1/8အဲ့တော့သူ့ရဲ့ center မှတ်ကကြတော့ဒီဟာပဲအတူတူပဲဒီ center ကနေလာဆွဲမှာ cycle အကြီးတစ်လုံးပေါ့သူ့ကိုဗဟိုပြုတ်ပြီးတော့မှ28 1/8ဆိုတဲ့ cycle ဆွဲတော့ဒီရဲ့ arc ရလာမှာဟုတ်ပြီနော်တကယ်တော့ဆွဲလိုက်တာက circle ကြီးဆိုတော့မလို့တဲ့ဘိုင်းလေးဒီဘက်ဘိုင်းကိုဖြတ်လိုက်တော့ဒီဘိုင်းလေးကြံခဲ့မှာပေါ့အဲ့ဒီကြံခဲ့တဲ့ circle ရဲ့ radius နဲ့ဒီလာမှတ်တဲ့ဒီမြင်း30ဒီဂရီအဆောင်နဲ့ဆုံတဲ့အမှတ်ကဒီ circle လေးနှလုံးရဲ့ radius ဖြစ်သွားမှာပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာလည်းအဲ့လိုပဲနော်ဒီအောက်ခြေကနေမှ15ဒီဂရီစောင်းလိုက်တဲ့အမှတ်ရှိမယ်စောနာဆွဲလိုက်တဲ့circle ကြီးပေါ့နော်ဒီဆုံမှတ်ကနေဆွဲလိုက်တဲ့28 1/8 circle ကြီးကဒီဘက်မှာဒီသွားတာဖြစ်တဲ့ကြောင့်မလို့သူတို့လာပြီးဆုံတဲ့အမှတ်ကဒီ cycle နှလုံးရဲ့ဆုံမှတ်ဖြစ်မှာပေါ့center point ဖြစ်မှာပေါ့ဟုတ်ပြီနော်အဲ့တော့ဒီဘက်မှာတစ်စုံဆွဲပြီးတော့မှဒီ point မှာလာပြီးတော့မှအဲ့ cycle နှလုံးကိုဒီမှာ copy ချလဲရှာတယ်အတူတူပဲဟုတ်ပြီနော်အဲ့တော့နောက်ထပ်တစ်ခုဒီမှာလာပြီးတော့ကွေးမဲ့ radius က fail လက်ချုံမဲ့ဟာကကျတော့5 5/8ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဆွဲလို့ရှာတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာ cycle အရင်စဆွဲမယ်2 1/16 စဆွဲလိုက်မယ်ဟုတ်ပြီနော်အဲ့တော့2 1/16 ဆိုတော့ကြောက်မို့လို့C under ပေါ့နော် cycle ဆိုတော့အဲ့တော့ဒီကနေယူလို့လည်းရတယ်နော်အဲ့တော့ okay 2-1 by ဘယ်လောက်တော့2-1 by 16နော်16နော်ဒီမှာဒီဟာလေးဆွဲတာပေါ့နော်2-1 by 16ပေါ့1 by 16 under ခေါက်လိုက်တယ်ဟုတ်ပြီစခဲ့တစ်လုံးရပြီနောက်ထပ်တစ်လုံးကကြတော့6 1 by 16ဟုတ်ပြီနော်အဲ့တော့စာကယ်ပဲယူမှာဆိုတော့ဆွေပါတစ်ချက်ပုတ်တယ်6-1 by 16 under ဟုတ်ပြီနော်ဒါဆိုလို့ရှိရင် तू ကကျွန်တော်ဒီမှာအတိုင်းတာအကွာဝေးလန့်လေးယူပြီးတော့မှ copy ပွားလိုက်လည်းရတယ်44.9 by 6 44ဟုတ်တယ်နော်44နဲ့9 by 16ပေါ့ဒါဆိုရင် तू ကနေမှ vertical line လေးဆွဲလိုက်မယ် center point ကနေမှအဲ့တော့ဒီမှာကဘယ်လောက်တော့44ဟဲ့လား44-9 by 16 under ပေါ့သူကနေမှ vertical line ထွက်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီမှာ44 9 by 16ပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုလို့ဒီဟာလေးကိုပဲကူလိုက်ရင်ရပြီunder ဒီကနေမှ center point ထားလိုက်မယ်အဲ့တော့ copy ဆိုတော့ CO under သူတို့နှစ်ခုကိုကူးမယ် CO under ဟုတ်ပြီဒီ point ကနေမှဒီ point ကိုလာချလိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်တော့မလူတာတွေဖြတ်လို့ရပြီသူလည်းဖြတ်လို့ရပြီဟုတ်နော်အဲ့ဒါဆိုလို့ချင်းဆိုတော့ဒီကနေမှဒီမှာ angle တွေစောင်းလို့ရအောင်ဒီမှာ90ဒီဂရီ line ပြစ်လိုက်မယ်ဟုတ်ပြီနော်90ဒီဂရီ line ပြစ်မယ်ပြီးလို့ရှိရင်ဒီကနေမှဒီအောက်ကနေမှ base line ကနေမှ15သွားမယ်ဒီ90ကနေမှ30စောင်းမယ်ဒါဆိုလို့ရှိရင် under ဒီအောက် base line လေးကနေဒီကနေမှဒီဘက်ကိုစောင်းမယ်စောင်းမယ်ဆိုတော့ဒါဘယ်လောက်တော့ကျွန်တော်15ပြည့်တော့ကြောင့်မလို့ဒီမှာ15လေးကိုအမှန်တင်ပေးထားလိုက်မယ်အဲ့တော့ဒီမှာသူကပြရတယ်ပေါ့နော်15ရောက်တဲ့နေရာမှာဟုတ်လား15ဒီဂရီပေါ့ okay ပြီးလို့ရှိရင်နောက်ထပ် sweeper တစ်ချက်ထပ်ပုံမယ်သူရဲ့
particle ပေးမယ်ပြီးရင်ဒီကနေမှဒီဘက်ကိုဘယ်လောက်တော့30ဆိုတော့90ဆို120ဖြစ်မယ်ဟုတ်တယ်နော်အဲ့တော့ဒီမှာခုရမယ်โอเคဒါဆိုရင်မသေးကြဘူးဆိုရင်ဒီခါလေးတိုင်းထားလိုက်မယ်နော်ဘုန်းကြီးကျဆွဲပြီးကမှဆိုရင်မှားသွားလိမ့်မယ် angle ပေါ့ angle နဲ့တိုင်းမယ်angle โอเคမှန်တယ်နော်ဟုတ်ဒါဆိုရင်ဆွေးပါတစ်ချက်ထပ်ပုံနဲ့တူနဲ့လည်းတစ်ချက်တိုင်းကြည့်လို့ရတယ်ဆန်ကဟုတ်ပြီနော်ရပြီဆိုရင်စမခုနပြောသလိုပဲဘာလို့မလဲ cycle အကြီးလုံးဆွဲမယ်ဒီစန်တာကနေမှာဘယ်လောက်တော့28 1/8ဒီဟာလေးရဖို့အတွက်เนาะဒီ line လေးရဖို့အတွက်ဒီ cycle နှလုံးရဲ့ center point ရဖို့အတွက်ဟုတ်ပြီ28 1/8ဟုတ်ပြီเนาะအဲ့ဒါဆိုရင် C under သူကဆုံချက်အမှတ်28-1/8 under ပေါ့ဟုတ်ပြီเนาะအဲ့ဒါဆိုလို့ရင်ကျွန်တော်ဒီကနေရသွားတဲ့အခါကျတော့ကျွန်တော်ဘာလို့မလုပ်ဆိုရင် cycle နှလုံးဆွဲမယ်ဆိုတော့ဒီကနေမှာ17/8အရင်ဆွဲလိုက်မယ်ဒီအသေးလေးပေါ့နော်17/8เนาะဒီဆုံမှတ်ပေါ့ဟုတ်တယ်เนาะဒီမှာ30နဲ့လာပြီးတော့ဒါနဲ့ဆုံတဲ့အမှတ်17/8 C under center point ဒီမှာ1-7/8 under okay နောက်ထပ်အကြီးတစ်လုံးဆွဲမယ်5/9/16 ဒီ center ပဲ5-9/16 under okay ဒါဆိုရင်ကျွန်တော်တို့ကဒီဘက်ကိုလည်းအဲ့လိုဆွဲရမှာပဲဒီမှာเนาะဒီစုံမှတ်ကိုလည်းအဲ့တော့မဆွဲရင်သူ့ကို copy ပွားလို့ရတယ်အဲ့တော့ CO under သူနဲ့ base အမွေး point ကသူကကင်မယ်ပြီးရင်ဒီဘက်မှာလာချလိုက်မယ်ရတယ်เนาะရပြီဆိုတော့ကျွန်တော်တို့ကမလိုတဲ့အပိုင်း trim လုပ်မယ်ဒီအပိုင်းလေးပဲကြံနေတာဒီအဆောင်တိုင်းလေးပဲเนาะဒီ arc လေးပဲကြံနေတာ TR under သူ့ကိုဖြတ်တယ်ဒီဖြတ်မယ်ဟုတ်လားဒီဖြတ်လို့ရတယ်ဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်သူ့ကို offset ပြမယ်ပေါ့เนาะ offset ပြမယ်ဆိုတော့ဒီ cycle လေးရဲ့ဒီဘက်ဒီ cycle အကြီးရဲ့ဒီဘက် okay ဒါဆိုရင် O under ပေါ့ offset ရဲ့ shortcut key က O under အဲ့တော့ O under ဆိုပြီးတော့ကျွန်တော်တို့ကဘာလုပ်လို့ဆိုရင် distance ရိုက်လို့ရတယ် distance မရိုက်ချင်အတိုင်းအတာလေးမြားလေးလည်းမနော်ရည်ညွှန်းချက်လေးပေးလို့ရတယ် dt ပေါ့ပြရတယ် dt okay O under ကိုဝယ်လို့နေတာဆိုတော့ space bar တစ်ချက်ထပ်ပုတ်တယ်ပြီးတဲ့အခါကျတော့ဘာလုပ်မလို့အတိုင်းတာသိရင်အတိုင်းတာကြီးဆိုတော့ဒီကနေ dt အတိုင်းတာမသိဘူးလေအဲ့တော့ညွှန်းတဲ့အနေနဲ့ဒီကနေ dt ပါလို့ပြလိုက်မယ် okay အဲ့တော့ဒီဘက်ကလည်း dt ပေါ့ဆိုရပါတယ်ဟုတ်ပြီနော်အဲ့တော့ no right ဖြစ်မယ် dr under ဒီနာဖြတ်မယ်ဒီဘက်ကဖြတ်မယ်ဟုတ်နော်ဆိုရင်ကျွန်တော်ဒီလေးရပါပြီပေါ့နော်ရသွားပြီဆိုတော့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့က fail let ချိုးရမယ် fail let 5 5/8 ချိုးမယ်ဟုတ်ပြီနော်အဲ့ဒါ5/8 ချိုးမယ်အဲ့ဒါဆိုလို့ရှိရင်ဆိုတာ line လေးတစ်ခုချိုးလို့ရအောင်ညာနေမှာ line လေးတစ်ခုပြင်ပေးထားလိုက်မယ်အဲ့တော့သူ့ကိုလည်း mi atta ပေါ့သူ့ကိုမေရာကောက်မယ်ညာဘက်အတွက်လည်းဘယ်ဘက်အတွက်လည်းမေရာကောက်မယ်အမြင့် point ကနေကောက်မယ်ဒီဘက်ကိုသွားမယ်တဲ့တွေသွားမယ်မူရအောင်ချက်မဖြတ်ဘူးဆိုတော့ no ပေါ့ရတယ်နော်အဲ့ဆိုရင်ဒီ line စာလေးနဲ့သူနဲ့လာပြီးတော့ fail let ချိုးမယ် f under under 5-5/8 under ပေါ့သူနဲ့ချိုးမယ်ပြီးရင် save တိုးတယ်သူနဲ့ချိုးတယ် okay ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကတကယ်လို့ဒီလိုမဟာအဲ့တော့မဟာခြင်းမှုဆိုရင်ဒီ line ကိုလည်းရှင်းရှင်းလေးဆွဲပေးထားလို့ရတယ်နော်အဲ့တော့ u under နဲ့ပြန်ထွက်ပေးမယ် okay ဒါဆိုရင်ကျွန်တော်တို့ကu under ရပြီဒါဆိုရင်ဒီ line ကိုလည်းလေးရှင်းရှင်းလေးဆွဲပေးထားမယ်နော်under ဒီကနေမှဒီနည်းနည်းများလေးဆွဲပြီးမှ train နဲ့ဖြတ်လိုက်မယ်နော်ဒီလိုချင်းသူ့ကိုပဲ mirror ကောက်ခြင်းနဲ့ mi under ဒီပွိုင်းကနေမှဘယ်ဘက်အတွက်ကိုလည်းဒါ line လေးဝင်အောင်ချက်မဖြတ်ဘူးလို့ဟုတ်ပြီအဲဆိုရင် f under r under 5-5/8 under သူနဲ့ပေါ့နော်ပြီးတော့ပြီးလို့ရှိရင် 3 bar ချက်ပုံမယ်သူနဲ့ပေါ့ဟုတ်ပြီနော်အဲ့တော့မလိုတာပြတ်မယ်ဆိုတော့ dr under သူဖြစ်မယ်ဒါကတော့ဒီလေးနဲ့ဖြတ်ပေါ့ဟုတ်လားဒါဆိုရင်တို့ကဘာဖြစ်သွားတော့ပြီးသွားပြီးရဆိုတော့တစ်ခဲမှာမလိုတာလေးရှိရဖြစ်မယ် dr under ဒီဟာကမလိုရဟာဟုတ်ပြီနော်အဲ့တော့တကယ်ဆိုရင်ဒီအလဲစန်တာလိုင်းရက်လည်းမလိုဘူးဒါပေမဲ့ကျွန်တော်တို့က dimension တက်ရင်ကျတော့ဒီ arc လေးဒီ28/1/8နဲ့ဆွဲစရာပါဆိုတာလေးကိုပြချင်လို့ကျွန်တော်ဒီစန်တာလိုင်းမျိုးပြအမေရိကန်ပုံရဆိုဒီဟာမလိုတော့ဘူးပေါ့အဲ့တော့အခုဟာလေးက
okay ဒါဆိုရင်ကျွန်တော်ကဆွဲတာပြီးသွားပြီပြီးတော့ဆိုရင် dimension တက်မယ် dimension တက်မယ်ဆိုရင် dimension တွေကိုသွားမယ် radius ပေါ့နော် radius ကိုယူရဲအဲ့တော့ဒီဟာလေးက dimension တက်ဖို့ရှိရတယ်အဲ့ဒါကြောင့်ကျွန်တော်မဖြတ်တာနော် dimension ဒီရဲ့ circle ကဒီဆုံကနေမှကျွန်တော်28 1/8 ဆွဲခဲ့တာလေနော်အားကြောင့်မလို့ radius ဒီဟာလေးနော်ဒီ center line လေးပေါ့28 1/8 ဆွဲခဲ့တာလေနော်ဒီ center လေးမှာ circle ဆိုအဲ့ဒါမျိုးသူ့ကိုမဖြတ်တာဟုတ်ရင်တော့သူကဖြတ်ပြလို့ရတယ်နော်ပုံရဆိုတော့မလုပ်ဘူးပေါ့နော် dimension ထိုးရအောင်ထားတာဟုတ်ပြီနောက်ထပ်ထိုးမယ်ဆိုတော့ sweeper set ပုံမယ်သူကဘယ်လောက်တော့30ရှိမယ် sweeper set ပေါ့အဲ့တော့ကျွန်တော် sweeper လေးတွေပုတ်ပြီးတော့သွားရုံပဲနော်အဲ့တော့ sweeper set ပုတ်တယ် sweeper set ပုတ်တယ်ဂျားထဲမှာတခြား command မသုံးမြတ်ကာလာပဲလုံးဆိုတော့ sweeper ပုတ်ပြီးတော့မှ command ကိုပြန်ခေါ်လို့ရတယ်သူထိုးပြီးရင်သူ့ကိုမထိုးတော့ဘူးပဲနော်အဲ့တော့ဒီနားကradius ဘယ်လောက်လဲ5/8ရှိနေဒါပဲပေါ့ဟုတ်ပြီနော်အဲ့တော့ပြီးမှကိုတက်တက်လေးပြန်မြင်လို့ရတယ်ဟုတ်ပြီဒါဆိုရင်ဒီဘက် circle နှလုံးကလည်းဒီမှာထိုးတဲ့ကြောင့်မလို့ဒီဘက်ကိုမထိုးတော့တာအဲ့တော့ဒီဘက် circle နှလုံးကလည်းဒီဘက်မှာထိုးလို့ဒီဘက်ကိုမထိုးတော့တာဟုတ်ပြီနော်အဲဆိုရင်ဆိုတော့ရှာပါအဲ့တော့ဒီမှာဖြတ်စရာက dr under နော်အဲ့တော့တက်တက်ရလေးဖြစ်အောင်ပြန်ရွှေ့လို့ရတယ်သူ့ကိုဆက်လက်ပြီးတော့အနီရောင်လေးပေါ်တဲ့အချိန်မှာနောက် point လေးကအနီရောင်လေးဖြစ်လာတဲ့အချိန်မှာအောက်ကိုနည်းနည်းဆွဲချလို့ရတယ်နော်ဟုတ်ပြီနောက်ထပ်ရွှေ့အောင်လို့ဆိုရင်ဒါပဲနော်ဒါဆိုရင်ကျွန်တော်တို့ကဒီလိုပုံစံလေးနဲ့ဆွဲကြည့်လို့ရပါတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်မကနော် command လေးတွေအသုံးပြုမှုလေးတွေကို exercise အနေနဲ့ထည့်ပေးပြီးတော့မှ command လေးတွေရအောင်လေ့ကျင့်ကြည့်နော်အဲ့ဆိုဒီမှာဒါလေးဖြတ်မယ်နော် tr under train လို့နော်ဒီချက်မလို့လားဖြတ်မယ် okay ရတယ်နော်ဟုတ်ပြီဒါဆိုဒီမှာဒီ view လေးကိုဒီမှာနားလိုက်မယ်အားလုံးကိုကျေးဇူးတင်ပါတယ် like ပါလေ့ကျင့်ပြီးဆွဲကြည့်ပါနော်ဒါဆို command လေးတွေလည်းကျွေးနေကျွမ်းသွားမယ်အဲ့တော့ဒီ view command မရိုက်ချင်ဘူးဆိုတော့ဒီပေါ်မှာကျွန်တော်တို့ panel တွေကနေမှယူဆွဲရရနော်အကုန်လုံးပါနော်ဒီ panel အကွက်တွေထဲမှာ command တွေနော်